ဒီလိုမျိုးစိတ်ရှိမှတော့ဘယ်လိုမျိုးတက်တော့မှာလဲเนาะဒီလိုမျိုးစိတ်မထားကြပါနဲ့လို့ပြောချင်ပါတယ်အခုယွန်းလေးကိုပေါ့နော်ဒီမျိုးလာပြောတာတော့လူ900လောက်ရှိတယ်ပေါ့နော်မဆိုင်ပါဘူးကိုတင်နဲ့ post လူကြိုက်ရင် like ပေးမယ် follower လုပ်မယ်မကြိုက်ရင်ကြော်မှာတဲ့ဒါကကြတော့ပေါ့နော်ရှင်တို့တွေအပေါ်မှာမူတည်တယ်ကိုစိတ်ခံယူချက်ပေါ်မှာမူတည်တယ်နော်ဥပမာအနေနဲ့ကိုကဗီဒီယိုတစ်ပုတ်တင်တယ်နော်အဲ့ထဲမှာဒီနေ့တနေ့ကိုမှ9ပုတ်တင်တယ်ဆိုလို့ရှိရင်အဲ့ဒီ9ပုတ်မှာတစ်ပုတ်ပေါက်သွားပြီဆိုပါစို့အဲ့ဒီတစ်ပုတ်ပေါက်သွားရင်ဘာလို့ပေါက်သွားရလဲသိလားဘာလို့လိုက်လို့ပေါက်သွားရလဲရှင်တို့တွေလှုပ်တဲ့ပုံမှာမူတည်တယ်ကိုလှုပ်တဲ့ပုံမှာမူတည်တယ်ကိုကကောင်းကောင်းမလုပ်ဘူးဆိုလို့ရှိရင်ကြော်မှာပဲနော်ဒီတစ်ချက်ကကြတော့ကိုကကောင်းကောင်းမလုပ်ဘူးဖြစ်တယ်လို့လုပ်ရဆိုလို့ရှိရင်ဘယ်သူကကြည့်ကျင်စိတ်မှာလဲနော်အဲကြောင့်မလို့ကိုဗီဒီယိုတင်ကနီးဆိုလို့ရှိရင်ခဏခဏစစ်ဆိုပြီးတော့ခဏခဏယူရင်းကပြောဖြစ်တယ်အဲ့ဒီကြောင့်မလို့ तू ကကြတော့ဘာမှန်းထားလဲဆိုလို့ရှိရင်မကြိုက်ရင်ကြော်မှာပဲဟုတ်တယ်ဗီဒီယိုတွေကစိတ်ဝင်စားဖက်မကြိုက်ရင်ဘယ်သူမှမဆိုကြော်မှာပဲအဲကြောင့်မလို့ကိုကတင်တော့မယ်ဗီဒီယိုတင်တော့မယ်ဆိုလို့ရှိရင်ကိုပြန်စစ်ဆိုပြီးတော့ယူရင်းကပြောတယ်ဒီလိုမျိုးစိတ်ကိုရဲ့စိတ်ထဲမှာရှိနေတဲ့ရွေးတော့ဘယ်တော့မှ view တက်မှာလည်းမဟုတ်ဘူးဘယ်တော့မှ like ရမှာလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒီတစ်ချက်လိုက်ပြီးတော့ပြပြတာပါကျေးဇူးတင်ပါတယ်အမားပိုင်လည်းခွင့်လွှတ်ပြီးလို့ပြောချင်ပါတယ်ရှင်လူတိုင်းကိုတော့မဟုတ်ဘူးတချို့လူတွေကိုပြောပြပြတာပါရှင်နော်